မြန်မာရေးဘယ်တော့မှလက်မနေခဲ့သူပုပ်ဟန်မင်းကြီးဖရန့်စစ်ပြန်လည်တော်မူသွားတဲ့အပေါ်မှတ်ချက်ပေးလိုက်တဲ့စိတ်ကြီးမက်စီပြည်သူများလုံးဝမင်္ဂလာများတနာအိမ်မက်ခွန်ရှိကိုအေဂျင့်ကနေပြန်လည်ကြိုလိုက်ပါရင်ဘောလုံးလောက်ကရဲ့စိတ်ကြီးဖြစ်သူလီယိုနယ်မန်စီကပုပ်ဟန်မင်းကြီးဖရန့်စစ်ပြန်လည်တော်မူသွားတဲ့အပေါ်မှတ်ချက်ပေးလာခဲ့ပါတယ်ပုပ်ဖရန့်စစ်ဟာပြန်လည်တော်မူချိန်မှာတက်တော်88နှစ်ရှိနေပြီပဲဖြစ်ပါတယ်သူကမြန်မာနိုင်ငံရေးနဲ့ပတ်သက်လာရင်အမြဲတမ်းဖွင့်ရပြောဆိုတတ်တာကြောင့်မြန်မာနိုင်ငံသားတွေနဲ့ရင်းနှီးတဲ့ဆက်နွယ်မှုရှိသူပါ2019ခုနှစ်တုန်းကသူဟာမြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးဒါဟာတမိုင်းမှာသူ့ကိုမြန်မာနိုင်ငံလာခဲ့မှုတဲ့ပထမဦးဆုံးသောပုပ်ဟန်မင်းကြီးအဖြစ်မှတ်တမ်းဝင်စေခဲ့တာဖြစ်ပါတယ်သူနဲ့ပတ်သက်လာရင်သူဟာကင်းကြီးခန်းကြီးမတိုင်သူရိုးရှင်းစွာပြုမှုနေထိုင်သူအဖြစ်နာမည်ကောင်းနဲ့ကြော်ကြားတာဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံသားဖြစ်သူယဟန်အမတ်ဖရန့်စစ်ဟာ2013ခုနှစ်မှာပုပ်ဟန်မင်းကြီးအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။ဒါဟာသူ့ကိုဥရောပနိုင်ငံသားမဟုတ်တဲ့ပထမဆုံးသောပုပ်ဟန်မင်းကြီးအဖြစ်မှတ်တမ်းဝင်စေခဲ့ပါတယ်။တာဝန်ဆောင်ယူတဲ့အချိန်မှာသူ့ရဲ့တပ်တော်က80ကျော်ရွယ်ကိုရှိနေပြီပဲဖြစ်ပါတယ်။သူဟာကြီးကျယ်ခမ်းနားမှုတွေထက်လူသားဆန်မှုတွေကိုပဲပုံမနှစ်သက်သူပါ။ဒါကြောင့်ပဲပုပ်အဆောင်ရောင်ဇိမ်ခံကားမဟုတ်တဲ့တခြားယဟန်မတ်တွေစီအိမ်ပြန်စီးရဲ့ဘတ်ကားကိုစီးသူဖြစ်ပါတယ်။မြန်မာနိုင်ငံကိုလာတော့ကလည်းလေစိတ်ကနေသူတဲခွေရအသွားပုပ်ဟာကားရဲ့ဘဲဘက်အချမ်းမှာစီးခဲ့တာပါ။သူ့စိတ်ထဲမှာမြန်မာနိုင်ငံကိုဘယ်မောင်းစနစ်ကျင့်သုံးတဲ့နိုင်ငံလို့ထင်ခဲ့ပုံရပါတယ်။ဒါပေမဲ့လမ်းတစ်လျှောက်မှာသူ့ကိုစောက်ကြိုကြည့်ရှုနေကြတဲ့ကက်သလစ်ဘာသာဝင်ပရိသတ်တွေဟာညာချမ်းမှာရှိနေတာကြောင့်ကားကိုရက်စေပြီးချက်ချင်းထိုင်ကုန်နေရပြောင်းခဲ့သူဖြစ်ပါတယ်။ပုပ်ဟန်မင်းကြီးဖရန့်စစ်ဟာတက်ကဆန်အမြင့်ပြိုင်ပွဲမှာမစ္စာတရားကိုဟောကြားခဲ့သေးပြီးကက်သလစ်ပရိသတ်ပေါင်းများစွာလာရောက်ခဲ့ကြတာပါမြန်မာပြည်ခီးစင်မှာပုပ်ဟန်မင်းကြီးဖရန့်စစ်ဟာကမ္ဘာကြီးဖျားမှာနိုင်ငံတော်တန်ခမဟာယာနကအဖွဲ့ဥက္ကဋ္ဌဆရာတော်နဲ့တွေ့ဆုံခဲ့သလိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့သေးတာဖြစ်ပါတယ်ပုပ်ဟန်မင်းကြီးဖရန့်စစ်ဟာကက်သလစ်ဘာသာဝင်တန်းပေါင်း1400အတွက်ကျင်းဝတ်ပိုင်းစံပြဖြစ်အောင်နေထိုင်ခဲ့သလိုသူ့ကိုယ်သူလည်းစင်းရဲသူတွေအတွက်ယဟန်မင်းကြီးဖြစ်စေရမယ်လို့ခံယူခဲ့သူဖြစ်ပါတယ်ပုပ်ဟန်မင်းကြီးဟာအာဂျင်တီးနားနိုင်ငံအတွက်ထူးကဲလာသူဖြစ်ပြီးသူပြန်လွန်သွားတဲ့အပေါ်မှာအာဂျင်တီးနားနာမည်ကျော်တိုင်းစင်မိုလီယိုနယ်မက်ဆီကလည်းဝမ်းနေကြောင်းတုံ့လာပေးလွှတ်ပို့ထားပါတယ်မက်ဆီကထူးခြားတဲ့ပုပ်ဟန်မင်းကြီးအာဂျင်တီးနားသားပုပ်ဖရန့်စစ်ငြိမ်းချမ်းစွာအနားယူပါကမ္ဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာဖြစ်အောင်လုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးသတိရအောင်မေ့နေမှာပါလို့ဆိုခဲ့တာဖြစ်ပါတယ်အာဂျင်တီးနားနိုင်ငံဘျူနိုအေရစ်မှာမွေးဖွားခဲ့တဲ့ပုပ်ဖရန့်စစ်ဟာမက်ဆီရဲ့ပရိသတ်လည်းဖြစ်ပါတယ်သူတို့နှစ်ဦးဟာဗာတီကန်မှာ2013ခုနှစ်ကဆုံခဲ့ပူပါတယ်ကက်သလစ်သာသနာဟာမြန်မာနိုင်ငံကို1500ကျော်ခုနှစ်မှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အင်းဝဘကိုးတို့မှာသာသနာထွန်းကားခဲ့ပြီး National ဟာဗုဒ္ဓဘာသာကနေကက်သလစ်ဘာသာကိုသူတငယ်ချင်းဒီပါရစ်ကြောင့်ကူးပြောင်းခဲ့တယ်လို့ဗဇက်ရာဇဝင်တွေကတော့ဆိုပါတယ်။မြန်မာပြည်တွင်းကကက်သလစ်သာသနာနှစ်ပေါင်း900ကျော်အတွင်းမှာမြန်မာနိုင်ငံကိုပထမဆုံးကြွတဲ့ပုပ်ဟန်မင်းကြီးကပုပ်ဖရန့်စစ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရေးနဲ့မြန်မာပြည်မှာရှိတဲ့ဒုက္ခရောက်နေသူတွေကိုအမြဲမမေ့ပဲကဘာကြီးသိအောင်ပြောပေးတဲ့ပုပ်ဖရန့်စစ်ပြန်လည်တော်မူတဲ့အပေါ်စင်မကောင်းဖြစ်မိကြောင်းဆိုရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါများဗီဒီယိုလေးကနေလောက်ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ